နေရွှေသွေးအောင်နဲ့သမီးဖြစ်သူကိုဒီလိုအချက်တွေကြောင့်သဘောမတူနိုင်မှုဆိုတဲ့မင်းသားကြီးလွင်မှုပရိသတ်များလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တကက်ကနာမည်ကြီးခဲ့သူနိုင်ငံကျော်ထိပ်တန်းမင်းသားကြီးလွင်မှုကတော့သူရဲ့သမီးလေးကိုနောက်ထပ်ဘယ်သူနဲ့မှထပ်ပြီးတော့သဘောမတူနိုင်ကြောင်းပေါ်တင်ပြောလာခဲ့ပါတယ်။လက်ရှိမှာဆိုရင်မင်းသားကြီးလွင်မှုရဲ့သမီးအကြီးဖြစ်သူရုံးရီလွင်မှုကနိုင်ငံကျော်ခရိုနီတထေးကြီးတယောက်ရဲ့သားဖြစ်တဲ့နေရွှေသွေးအောင်နဲ့ချစ်သူတွေဖြစ်နေကြတာဖြစ်ပါတယ်။ဒီအကြောင်းတွေကိုသိရသူကဖော်ထုတ်ခဲ့တာဖြစ်ပြီးတော့တနိုင်ငံလုံးအတိုင်းဒါနဲ့လူပြောများနေခဲ့ပြီးနှစ်ယောက်သားရဲ့သတင်းတွေကဖုံးကွယ်ထားလို့မရတော့ပါဘူး။သူတို့နှစ်ယောက်တွဲနေကြပြီဆိုတာကဘယ်ကလေးကစတွဲမှမသိပေမဲ့မင်းသားကြီးလွင်မိုးကလည်းအခုချိန်ကြာမှသိရှိသွားပုံပေါ်ပါတယ်။သူကပထမတစ်ခေါက်သူသမီးလေးအိမ်တော်ပြူတော့ကလည်းအပြစ်ရှာပြီးတော့ကန့်ကွက်ခဲ့တာမျိုးမရှိပဲ။သမီးရဲ့စိတ်တိုင်းကျလှုပ်ဆောင်ပေးခဲ့တာပါ။အိမ်တောင်ကွဲတဲ့ချိန်တုန်းကလည်းသမီးလေးရဲ့ဆုံးဖြတ်ချက်အတိုင်းအကောင်းဆုံးလှုံ့ဆော်နိုင်ဖို့အတွက်ဘေးကနေအစွမ်းကုန်ကူညီပြီးတော့ဖခင်တယောက်ပြီးသားစွာရှိနေခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးအဆဆအရာသမီးလေးရဲ့စိတ်တိုင်းကျသဘောကျနေထိုင်ပေးခဲ့ပေမယ့်အခုလက်ရှိမှာတွဲနေရဆိုတဲ့နေရွှေသွေးအောင်နဲ့တော့သဘောမတူနိုင်ဘူးလို့ပြတ်သားစွာပြောခဲ့ပါတယ်။အကြောင်းရင်းကတော့နေရွှေသွေးအောင်ကလည်းတော်ရုံတန်ရုံလူတရားမဟုတ်ပဲကစားတတ်တဲ့လူတရားဖြစ်တာကြောင့်သူရဲ့သမီးလေးကိုလှည့်စားသွားမှဆိုရင်နေပါတယ်။သမီးလေးကငယ်ငယ်ရွယ်နဲ့အိမ်တောင်ပြုတ်ခဲ့တယ်ဆိုတာကလည်းအမှားတစ်ခုကြောင့်သာဖြစ်ပြီးစိတ်ကတော့ကလေးတယောက်လိုမျိုးဖြူစင်ရိုးသားနေစေဖြစ်ပါတယ်။မြေးလေးကိုလည်းသူကပဲထိန်ချောင်းပေးထားရတာဖြစ်ပြီးသမီးကိုအပြိုလိုမျိုးနေထိုင်စေခြင်းပြီးနိုင်ငံသားမှာပညာရေးသင်ကြားနိုင်အောင်လည်းဆက်လက်လှုပ်ဆောင်ပေးသွားအောင်မှသိရပါတယ်။ဒီလိုမျိုးရည်မှန်းချက်တွေအများကြီးရှိနေတဲ့ချိန်မှာသမီးကိုပြောင်းဘူးလိုမျိုးလှည့်စားသွားနိုင်တဲ့နေရွှေသွေးအောင်လိုလူမျိုးနဲ့တော့သဘောမတူနိုင်ဖြစ်နေကြတာဖြစ်ပါတယ်။နေရွှေသွေးအောင်ကအရန်ကိုချမ်းသာတဲ့ခရိုနီတထေးကြီးတယောက်ဖြစ်ပြီးအတော်လေးလည်းအရှိန်အဝါကြီးမားတဲ့သူဖြစ်ပါတယ်။ဒါရင်ကြောင့်လည်းမင်းသားကြီးလွင်မိုးကဒီလိုမျိုးအတိုင်းဝိုင်းကြီးတစ်ခုနဲ့ပတ်သက်ရမှာကိုရှိန်နေခဲ့တာပါ။နောက်တစ်ချက်အနေနဲ့သမီးဖြစ်သူကိုနေရွှေသွေးအောင်နဲ့သဘောမတူနိုင်ရတဲ့အကြောင်းရင်းကတော့သမီးလေးကိုနောက်ထပ်အိမ်ထောင်မပြုစေခြင်းတဲ့အတွက်ပဲဖြစ်ပါတယ်။တကယ်တော့နေရွှေသွေးအောင်မှမဟုတ်ပဲဘယ်သူနဲ့မှသဘောမတူနိုင်မင်းနဲ့ဒီအတိုင်းလွတ်လပ်တဲ့ဘဝနဲ့ပဲကိုဘာသာကိုတိုးတက်အောင်စူးစမ်းပြီးတော့ပျော်ရွှင်စွာနေထိုင်သွားစေချင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မင်းသားကြီးလွင်မိုးကမြေးလေးကိုလည်းသူကပဲဖခင်နေရာကနေထိန်ချောင်းပေးနေပြီးတော့သမီးဖြစ်သူကိုလည်းအပြိုလေးတယောက်လိုမျိုးလှပစွာနေထိုင်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာထင်မထားစွာနဲ့စင်ကာပူနိုင်ငံမှာနေရွှေသွေးအောင်နဲ့လေပက်နေရဆိုတဲ့သတင်းတွေပေါ်ထွက်လာတဲ့အခါမှာတော့တကယ့်ကိုသွေးတက်သွားခဲ့ရပဲဖြစ်ပါတယ်။မင်းသားကြီးလွင်မိုးကတော့တကယ့်ကိုဖခင်ကောင်းတယောက်ပြီးသားစွာနဲ့သားသမီးတွေအတွက်အဆက်ဆက်ရရတွေးတောပူပန်ပြီးတော့မြေးလေးကိုပါထိန်ချောင်းပေးနေခဲ့ရပါ။ဒါပေမဲ့ရုံးရီလွင်မိုးကတော့ပထမအိမ်ထောင်နဲ့အမှားအယွင်းကိုသင်ခန်းစာမယူပဲနောက်ထပ်အိမ်ထောင်အသစ်ထူထောင်ဖို့အတွက်စဉ်းစားနေခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်သမီးဖြစ်သူကိုနေရွှေသွေးအောင်နဲ့သဘောမတူနိုင်ကြောင်းလက်မထပ်စေခြင်းကြောင့်ဖခင်ဖြစ်သူမင်းသားကြီးလွင်မိုးကပြောလာခဲ့တဲ့ပုံမှာပရိသတ်ကြီးတို့ရောဘယ်လိုမျိုးထင်ကြပါသလဲရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။